ဒီကနေ့ဧပြီလ9ရက်ဒီကနေ့ဟာမြန်မာပြည်အနှံ့မှာရောကမ္ဘာစက်ခုံပေါ်မှာပါတုံလို့စရာသတင်းတွေနဲ့ပြည့်နှက်နေပါတယ်ရန်ကုန်မြို့လက်ကတိန်း3000တန်းဓားပြတ်မှုစစ်တွေမျိုးကအရေးပေါ်လက်နက်ရွှေ့ပြောင်းမှုတွေနဲ့အတူဒေါ်နယ်ထရမ့်ရဲ့အီရန်ကိုပေးတဲ့48နာရီရာဇသန်းဒါတွေဟာဘာကိုဆိုလိုနေတာလဲ The Pulse အစီအစဉ်ကနေအသေးစိတ်စုံစမ်းတင်ဆက်ပေးသွားပါမယ်ဒီကနေ့ရဲ့ထိတ်ကန်းသတင်းကတော့ရန်ကုန်ဒဂုံစစ်ကမ်းမှာဖြစ်ပွားခဲ့တဲ့တိန်း3000တန်းဓားပြတ်မှုပါလာစာထုတ်ရက်မှာပဲအထက်ချုပ်စက်ယုံတစ်ခုကိုတနက်ကိုင်ဓားပြတွေကဝင်းရောက်စီးနှင်ခဲ့တာပါစီးပွားရေးကျက်တဲမှုနဲ့အကျူလုံခြုံရေးလုံးဝအားနည်းနေတာကိုဒီခေတ်စဉ်ကတက်သေးပြနေပါတယ်တချင်ထဲမှာပဲရန်ကုန်မှာမတ်လအတွင်းလူငယ်69ဦးအထိဖမ်းဆီးခံထားရတဲ့ဆိုတဲ့သတင်းကလည်းမြို့ပြရဲ့စိုးရိမ်မှုကိုပို့တူးစေပါတယ်ရခိုင်ပြည်နယ်စစ်တွေမြို့မှာတော့အခြေအနေကတင်းမာနေပါတယ်လုံခြုံရေးစိုးရင်ရတဲ့အတွက်မြို့အစုံကတက်ရင်တွေကလက်နက်ခဲယမ်းတွေကိုကမန်ဒိုတွေနဲ့အထူးစောင့်ကြပ်ပြီးအရေးပေါ်ရွှေ့ပြောင်းနေရပြီလို့သိရပါတယ်။နောက်ထပ်ထူးခြားတာကတော့စီးပွားရေးလောကကခရိုနီကြီးဦးတေစာတာဖအပါဝဲလုပ်ငန်းရှင်280ကျော်ကိုစစ်ကောင်စီကအမီးပြက်စရင်တွင်းလိုက်တာပါ။ပို့ကုန်ရငွေမတွင်းလို့ဆိုပြီးဖန်ဝေးတန်းထုတ်ဖို့ပြနေတာဟာစစ်ကောင်စီရဲ့ဗန္ဒာရေးအကျက်အတဲ့ဘလောက်စိုးနေတယ်လဲဆိုတာပြသနေပါတယ်။နိုင်ငံတကာသတင်းကိုကြည့်မယ်ဆိုရင်ဒေါ်နယ်ထရမ့်ကအီရန်ကို48နာရီအတွင်းဟော်မုစ်ရေးလက်ကြားကိစ္စအရေးယူဖို့ရာဇဒဏ်ပေးလိုက်ပါပြီ။အီရန်ကလည်းနျူကလ িয়ার စက်ရုံတွေတိုက်ခိုက်ခံရနေဒေတာတွင်းရေဒီယိုတက်တီကြွမှုတွေပြန့်နှံ့နိုင်တယ်လို့တုံ့ပြန်တတိပေးထားပါတယ်။ကမ္ဘာဆွဲအင်လန်ကြောင်ပိတ်ဆို့မှုကဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေတင်မကောပဲတကမ္ဘာလုံးကိုပါရိုက်ခတ်လာနိုင်တဲ့အခြေအနေပါ။ပြည်တွင်းမှာတော့ချင်းပြည်အစိုးရပြည်ထရေးဝန်ကြီးကမြေပြင်ကွင်းစင်းပြီးဥပဒေစိုးရိုးရေးတွေလှုပ်ဆောင်နေသလိုစစ်ခေါင်းဆောင်ကတမရရာတူရယူမှုကိုဝါနဲ့မိုင်းလာကဝိုင်းမြုပ်ကြောင်ဖြိုးဆိုခဲ့တယ်လို့သိရပါတယ်။ဒါဟာနိုင်ငံရေးအဖြစ်ဘလူးအပေးအယူတွေရှိနေတယ်လဲဆိုတာစိတ်ဝင်စားစရာပါ။ရန်ကုန်ကဓားပြမှုကနေကမ္ဘာနျူကလ িয়ার ချိန်မြောက်မှုအထိဧပြီ9ရက်နေ့ဟာတုံလုစရာတွေနဲ့ပြည်နေပါတယ်။ခင်ဗျားတို့ရောဒီဖြစ်ရတွေကဘယ်အချက်ကအဆိုးရွားဆုံးလို့ထင်ပါတယ်။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်။နောက်ဆုံးရသတင်းတွေကိုသိရဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပါကျေးဇူးတင်ပါတယ်